Camero Anna they need NLD party စောက်သုံးမကြဘူးဒေါအောင်ဆန်းစုကြည်စောက်သုံးမကြဘူးမှန်တယ်ကောင်းသူစောက်သုံးမကြလို့ခင်ဗျားတို့ဟလာအတင်းအဓမ္မတိုင်ငယ်အုပ်ချုပ်မှဆိုလို့အာဏာသိမ်းတယ်ပေါ့ဗျာသိမ်းရင်သူစောက်သုံးမကြတဲ့လူတော့ခင်ဗျားတို့မီးလည်းမှန်းမယ်စောင်းနေတယ်ပြည်တယ်အောင်တော့ခင်ဗျားတို့လုပ်ပေးနိုင်ရမယ်မီးလည်းမှန်းမပေးစောင်းနေတယ်မပေးသူတို့တော့စောက်စင်မရှိဘူးကတော့ခင်ဗျားတို့အာဏာသိမ်းတာဘာလဲစောက်ဘောပေါ့ဟုတ်တယ်မလားဒိဗေမရှိဗျာပြည်သူပြည်သားတွေကြာတော့ပါဖြစ်လာဆိုဟိုးတဖို့တယောက်တက်လာလဲမဟုတ်နောက်တယောက်တက်လာလဲမဟုတ်နောက်တယောက်တက်လာလဲမဟုတ်ဘာလို့မှာတော့ခင်ဗျားလူ့ဘဝရောက်လာပြီးတော့လူတွေကြိုးမှမပြုတ်နိုင်တာခင်ဗျားဘာလို့မှာတော့အာနာသိမ့်သိမ့်မသိမ့်နေအောင်ဆန်းစုကြည်ဒီမရောက်နိုင်စိတ်ဝင်စားဘူးလူ့ဘဝမှာရောက်တဲ့ခိုက်မှာစောင်းနေနေလူတန်းသူတန်းမိအောင်တော့နေကျင်တယ်ဗျာဟုတ်တယ်နော်ကျွန်တော်ပြောတာသူစောက်တော့မကြလို့သူအာနာသိမ့်သူ့ထက်တော့ပါအောင်လုပ်ပေါ့ဗျာရှင်းရှင်းလေးဟုတ်ဒေါအောင်ဆန်းစုကြည်မကလို့ဘိုးရောက်အောင်ဆန်းပြလာတယ်ကျုပ်တို့စိတ်ဝင်စားဘူးကျုပ်တို့ပြည်သူလူထုပေါ်မှာအုပ်ချုပ်တယ်ဆိုရင်အုပ်ချုပ်သူလူတန်းကတိုင်းပြည်လူထုပေါ်မှာလာကိုရင်ဝယ်သားကသူကျင်နာတနာပြီးတော့စာနာမှုတွေထားရမယ်တယောက်လာလဲပြရဲ့နောက်တယောက်လာလဲပြရဲ့ဘာလို့မှာတော့လူ့ဘဝရောက်လာရင်မိမိပတ်ဝန်းကျင်နဲ့မိမိလာအတိုင်းဝိုင်းလူမျိုးတွေအတွက်ကိုကစိတ်ချမ်းသာအောင်လုပ်ပေးနိုင်ခင်ဗျာလူတော်လူကောင်းတွေပဲတမမို့ခင်ဗျာဘာလုပ်ပါလဲအာနာသိမ့်မယ်ပစ္စည်းတွေစုမယ်တမလွန်ပါယူသွားမှာလားယူသွားလို့ရရင်ယူသွားလိုက်ပါဘာမှလွမ်းစရာမရှိလူ့ဘဝခင်ဗျာမွေးချင်းနဲ့သေချင်းကြားထဲမှာလူပဲကျင်လေတာဘာမှဆန္ဒပြားမရှိဘူးမွေးပြီးသေဖို့မွေးတာဘာမှဆန်းဘူးဒါပေမဲ့ခင်ဗျာတယောက်ထက်တယောက်ပါအောင်တော့လုပ်ပေါ့ဘာခင်ဗျာလူ့ဘဝကြီးတည်မြဲတာမှမဟုတ်တာမတည်မြဲတဲ့လောကကြီးမှာနေပြီးတယ်ခင်ဗျာဘာမှအတ္တတွေမာနတွေဘာမှထားကြမလို့နော်မီးလေးတော့မှန်အောင်လုပ်ပြီစောင်းနေလည်းမပြေဘူးဗျာရန်တိုင်းပြည်မှာဒါနေရမြန်မာပြည်မှာလူဖြစ်ရတာကိုကန်ဆိုးတယ်လို့ကိုယူဆတယ်ဟုတ်ပြီနော်ကျွန်တော်ကန်ကောင်းနေပါလေဗျာ